ဒီနေ့ကတော့သတင်းကျွတ်လာပြီးနေမှာကျမတို့ကြောက်စင်မျိုးရဲ့ရွှေသားလျောင်းတောင်ထိပ်ကိုတက်ပြီးတော့ဆင်လူခဲ့တာလေးရိုက်ပြမှာဖြစ်ပါတယ်ကျမကမနဲ့စော်ကြီး4နိုင်ခွဲလောက်ထားတယ်ထားပြီးတော့တောင်ပေါ်သွားတာဆိုတော့ကျမတို့တက်တော့အရန်စောနေသေးရပေါ့နော်ကြောက်အရန်စောနေသေးပဲဆိုပေမဲ့လည်းလူကတော့မပြတ်ဘူးလူတွေကတော့ရှိရဲမနဲ့အစော်ကြီးကျမတို့လို့တက်လာတဲ့လူတွေကတော့အများကြီးရှိရဲပေါ့နော်တောင်ပေါ်ရောက်တော့ကိုကတောင်နောက်ကျနေသေးရပေါ့ဒါကတော့တောင်ထိပ်မှာတွေ့တဲ့မုံစည်းတန်းနေအဲ့ဒီမုံစည်းတန်းနေမှာဝယ်ပြီးတော့ဆင်လူလဲရတယ်အောက်ကနေဝယ်ခဲ့လဲရတယ်ဒီဟာတွေကတော့တောင်ထိပ်ကနေမြင်ရတယ်မနဲ့ဝေလီမြင်ရတဲ့အလှပေါ့နော်ကဲကြည့်ပါအောင်လှလိုက်တာဝေလင်းကိုတော်တော်ကိုလှတယ်ဒီတောင်ပေါ်ကနေကြည့်ရတာလေစင်လူပြီးဆိုလို့ရှိရင်ကျမတို့ကဒီစူတောင်းပြဖျားမှာလှူကြတာအကုန်လုံးလေဒါဘုရားရှိရစပွဲပေါ်မှာစင်နေလှူထားကြတာပေါ့နော်လှူထားကြတယ်ဘုရားပရဝတ်အတွင်းမှာလည်းလှူကြတယ်ပြီးတော့ဘုရားရဲ့ဇပွဲပေါ်ရှေ့ရဇပွဲပေါ်တွေမှာလည်းလှူကြတယ်ပြီးရင်လေအဲ့ဒီပရဝတ်အတွင်းထဲမှာစင်နေထက်ပြီးတိမ်ဖျားကောဘကလူကြီးတွေကလေလားလူတဲ့လူအားလူဒါကျမမနဲ့ခင်းအစိုးရမို့လို့နော်လားလူတဲ့လူတွေဆိုတာတမနက်တနေကုန်ဒီနေ့ရတနေကုန်လားလူကြတာဒါကတော့ကျမတို့ကြောက်စင်မျိုးရဲ့ကျေးဇူးရှင်အနွယ်ထာမင်းကြီးပေါ့နော်အနွယ်ထာမင်းကြီးရဲ့ပုံတူရုပ်ထုပါဒီကျမတို့ကြောက်စဲဘက်မှာအနော်ထားမင်းရဲ့ဒီအဆိုပြုစကားရှိခဲ့ပေါ့နော်ဒီချောင်းရီမြောင်းရီတောက်သုံးဆွဲတဲ့သူကလာပြီးနေတာဒါရွှေတလောင်းတောင်ထိပ်ကဖျားကိုလာပြီးတော့ဆင်လူရမယ်ကုသိုလ်ပြုရမယ်ဆိုတဲ့စကားရှိရဲ့ဒါကြောင့်မို့ကျမတို့ကြောက်စဲသူကြောက်စဲသားတွေကိုရိုက်နေနေရလူတွေကဒီလိုရက်တွေဆိုတောင်ပေါ်တက်တယ်ဆင်လူကြတယ်ဒီလိုလူချင်းအပြင်တစ်နှစ်လုံးကိုယ်အတွက်အဆင်ပြေတယ်စီးပွားလက်လာပါရေးလဲပေါ်များတယ်လုံးသမျှလဲအောင်မြင်တယ်ဒီလုပ်ငန်းကိုင်ကနေလဲလွယ်ကူချုံမွေးဖြစ်တယ်ဆိုတဲ့အဆိုရှိရဲ့ပြီးတော့အနောက်ဘက်ကရွာတွေကရွာဒီကိုးခိုင်နယ်မြေတွင်းမှာရှိတဲ့ရွာတွေကလည်းလာကြတယ်ဒါကြမှာတစ်နှစ်လုံးဒီနှစ်နေအထွက်တိုးတယ်ပုံမှန်ထက်ဒီတူးကိုမတူအများနဲ့လာပြီးတော့စင်တူးနေတဲ့လူကပို့ပြီးတော့ကိုအထွန်းတိုးတယ်ဆိုပြီးတော့ပေါ့နော်ဒါခံယူချက်တွေရှိကြရပေါ့နော်ဒါကြောင့်မို့နှစ်စဉ်နှစ်တိုင်းကျမတို့ကစင်ပွဲလဲလောက်ကြတယ်ဒီလိုမျိုးလဲလာပြည့်နေတိုင်းမှာလဲလာလူကြတယ်ကျမတို့မျိုးရဲ့ delay ပေါ့နော်ဒါလေးကတောင်ပေါ်မှာလည်းထက်စတူးကြည့်တာထမင်းကျွေးတယ်ဒါတောင်အောက်နည်းနည်းလေးဒီလေးမျက်နှာဖျားနာမှာကျွေးတယ်ဒါကကြာစင်ချက်ကအရန်ကြိုက်လို့ကျမနှစ်တိုင်းဒီကြာစင်ချက်တောက်တယ်စင်လူပြီးရင်အစင်းကြာစင်ချက်တောက်တာပဲအရန်လည်းတော်တော်ကောင်းတယ်နှစ်တိုင်းမပြောင်းဒီလားတော်တော်ကိုတောက်ကောင်းတယ်ကျမတို့စင်လဲလူပြီးပြီစတူးစီတာလဲစားပြီးဆိုတော့ဒါအစင်းလန်းပေါ့ဒါတောင်ပေါ်မှာရှိတဲ့ကြောက်ဆိုင်ကြောက်တုံးတွေဒီဥစ္စာတွေကတထောင်လုံးရှိရဒီလိုကြောက်တုံးကြီးတွေကအများကြီးရှိရကျမတို့ဒီတောင်ပေါ်မှာလေဒီမှာတော့တရုတ်စကားပင်လေးတွေရှင့်နေတဲ့ဒီလမ်းကြားလေးပေါ့ဒီလမ်းကြားလေးတွေကလည်းတော်တော်လှတယ်အဲကြောင့်မို့ရိုက်လာခဲ့ရပါတော့ပြီးတော့လေဒါကကြောက်တင်းမောကနေဒီမနက်ခင်းမြင်ရတဲ့ view ပေါ့ကျမတို့အောက်ဆင်လာတော့6နာရီလောက်ဖြစ်နေပြီပေါ့နော်အဲ့ view ကဒါကြောက်စင်လွင်ပြင်ပေါ့ကြောက်စင်အပေါ်ကနေမြင်ရတဲ့လွင်ပြင်တော်တော်ကိုလှတာကြောက်စင်လွင်ပြင်မြင်ရလေရှူရင်းနေအပြင်မှာမြင်ရတယ်ပိုလှတာပေါ့နော်လုံးဝကြည့်လို့မစုံမျက်စိတစုံတော်တော်ကိုလှတယ်ကြောက်စင်လွင်ပြင်ရတယ်လေဒါကတော့ဒီကြောက်တင်မောကကိုတော်တဲ့ကျင်းနဲ့ကျောင်းနေရဲ့ဒီတစ်ပင်ရင်ဒီအနောက်ကွဲနေတဲ့နေရာလေးမှာဒီလားရှင်ဆရာလေးတွေရဲ့ကျောင်းဆောင်လေးရှိရဲ့တစ်ပင်နေရအရန်များတော့ကျမဒီအပေါ်ရိုက်တာမမြင်ရဘူးဖြစ်နေအရန်ကိုအေးစိတ်တိတ်စိတ်ပြီးတော့တကယ်ကိုနိဗ္ဗာန်ရောက်မဲ့နေရာလို့တောင်ထင်မှားလောက်တယ်အဲ့လောက်ကိုတိတ်စိတ်ပြီးတော့လေနေကြတာပေါ့နော်အဲ့တော့ကျမတို့တောက်တင်ဘောကဒီဖျားကြီးပေါ့နော်ကဲကြောက်စဲဆိုတော့ဆင်းမြဲပဲအဆုံးသက်လိုက်ပါတော့ခင်ဗျာအားလုံးကျေးဇူးပါ